chain 60တိုင်းလက်အခါ60ပြီးတော့စစ်တပ်ပါနော် chain 9အခါထိုးပါမယ်1 2 3 4 5 6 9ပြီးလို့ရှိရင်တိုင်ရှည်ကိုတစ်ပေါင်းနှစ်ပေါင်းသုံးပေါင်းလေးပေါင်းမြတ်ပါတိုင်ရှည်တစ်တိုင်းထိုးပါမယ်လေးပေါင်းမြတ်မှာတိုင်ရှည်နှစ်တိုင်ပင်ဖုံမီတောင်းပါထိုးဒီထဲမှာရှက်ကော်လေးနဲ့ဆက်နောက်ထပ်ဖုံမီတောင်းပါထိုးတိုင်ရှည်နှစ်တိုင်လုံးဖုံမီတောင်းပါတန်ရှက်ကော်နဲ့ဆက်ဘက်ဘက်ကလေး9ခုဖြစ်အောင်ထိုးရမယ်နော်တော့မှာတိုင်ရှင်းတဲ့တိုင်ဖုံမီတောင်းပါထိုးရှက်ကော်နဲ့ဆက်ဖုံမီတောင်းပါထိုးတိုင်ရှင်းတဲ့တိုင်ဒီတော့ကထိုးရှက်ကော်လေးနဲ့ဆက်ပြီးလေးခုဖြစ်သွားပြီနော်ခုဖက်လေးခုနောက်ဆုံးတစ်ခုကဖမီတောင်းကထိုးတန်ရှင်းနှစ်ခါထိုးဖမီတောင်းကထိုးပြီးတော့ရှက်ကော်လေးနဲ့ဆက်ပါမယ်ဆိုရင်ဘက်ကလေးခုရပေါ့နော်ဆိုလို့ရှိရင်ဖုံမီ3ကထိုးပါမယ်ထိုးပြီးရင်တစ်ပေါင်းနှစ်ပေါင်းသုံးပေါင်းကျော်ပြီးတော့၄ပေါင်းမြောက်မှာတိုင်းတိုးလေးထိုးပေးပါမယ်နော်ပေးပါမယ်ဆိုလို့ရှိရင်ဟုတ်တယ်ဖုံမီ9ခါထိုးမယ်နော်6ခုမိခုနကထိုးပါမယ်ပြီးလို့ရှိရင်1နဲ့3ပေါင်းမြောက်ကိုကျော်4ပေါင်းမြောက်မှာတန်ရှည်တစ်တိုင်းနောက်တစ်တိုင်းဖုံမီ3ကထိုးရှက်ကော်နဲ့ဆက်ပွင့်လေးဖြစ်အောင်လုပ်အောင်ပေါ့နော်ဖုံမီ3ကထိုး